Hello guys ဒီ video မှာ learner တို့ကိုအသိပေးစရာ၃ချက်ရှိပါမယ်။နှစ်ခုကတော့မာလာရှန်ကောရီရဲ့ဖွင့်မဲ့ရက်စွဲဖြစ်မယ်။နောက်တစ်ခုကတော့ scholarship ဖြစ်မယ်။ဆိုတော့တစ်ခုချင်းစီအရင်ပြောပြမယ်နော်။ဆိုတော့ပထမဆုံးမာလာရှန်ကောရဲ့စတင်မဲ့ရက်စွဲတွေပေါ့နော်။ကျွန်တော်ဒီ6လပိုင်းမှာဖွင့်မဲ့ ZC1 အင်္ဂလိပ်စာမာလာရှန်ကောပေါ့နော်။သူ့ရဲ့စတင်မဲ့ရက်စွဲက23ရက်နေ့6လပိုင်းကိုရောက်သွားပါမယ်။ and ဒီအကြောင်းလေးကျွန်တော်အနေငယ်လေးရှင်းပြပေးပါရစေ။ဒီလိုရှင်းပြပေးခြင်းလို့လဲကျွန်တော်ဒီလိုတကူတကဗီဒီယိုလုပ်ပြီးတော့ကြီးညာပေးတာပါ။ဘာလို့လဲဆိုတော့တာမန်အဖြစ်ဆိုရင်ကျွန်တော်ကမာလာရှန်ကောတက်နန်းတွေကိုလရဲ့အစပိုင်းမှာဖွင့်လို့ရှိတာပါ။ like ပထမသတင်းပတ်မှာဖွင့်လို့ရှိအမြဲတမ်းပေါ့နော်။ဥပမာ6လပိုင်းမှာဖွင့်မဲ့ class ဆိုရင်6လပိုင်းပထမသတင်းပတ်ပြ။9လပိုင်းဖွင့်မဲ့ class ဆိုရင်9လပိုင်းပထမသတင်းပတ်ပြ။အဲ့လိုမျိုး first week လေးတွေပဲဖွင့်သွားတာ။ဒါပေမဲ့ဒီတစ်ခေါက်ဘာအခက်အခဲဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီတက်နန်းတစ်ခုဖွင့်ဖို့အတွက်ဆိုရင်အရင်ကဖွင့်ခဲ့တဲ့ class တစ်ခုပြီးမှကျွန်တော်ကနောက် class ကိုသူညာအစားထိုးပြီးတော့ဖွင့်လို့ရမှာလीเนาะဒါပေမဲ့လက်ရှိနေတဲ့ class တွေမှာကျတော့ဂျားထဲမှာပိတ်ရက်လေးတွေနည်းနည်းရှိသွားတယ်ဗျာပထမတစ်ခုကျတော့ငလင်ပေါ့နော်ငလင်ကြောင့်ကျွန်တော်တင်တန်းနေအကုန်လုံးတစ်ပတ်လောက်ပိတ်လိုက်ရတယ်အဲ့တော့ class တွေကပြီးရမယ့်ရက်စွဲတစ်ပတ်နောက်ကျသွားရောနောက်တစ်ခါတကြံကာလမှာလည်းကျွန်တော် class ပိတ်လိုက်ရသေးတယ်တစ်ပတ်ပေါ့လေအဲ့တော့ class ပြီးရမယ့်ရက်စွဲကနောက်ထပ်တစ်ပတ်စီကိုနောက်ကိုပြန်ရောက်သွားရောအဲ့လိုမျိုးနဲ့ပဲ class တွေကရှေ့မှာမပြီးတော့ဘဲနဲ့နှစ်ပတ်အထိနောက်ရောက်သွားတာပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကဒီ6လပိုင်းမှာဖွင့်မဲ့ class ကို23ရက်နေ့ထိရောက်သွားတာပါ and ဒါကိုလည်းကျေးဇူးပြုနားလည်ပေးဖို့နဲ့အနေငယ်စိတ်ရှိရှိနဲ့စောင့်ပေးဖို့လည်းကျွန်တော်ဒီကနေမြတ်တာရက်ခံချင်တယ် because အပြီးတော့ touch channel လေးเนาะပြီးတော့အစပိုင်းမှာဖွင့်မယ်လို့ပြောထားရကနေအခုလိုမျိုးနောက်ထိရောက်သွားတဲ့အတွက်လည်းအဆင်မပြေတာရှိကောင်းရှိနိုင်တယ်အဲ့ဒီအတွက်လည်းတကယ်စိတ်မကောင်းပါဘူးတကယ်လို့အခက်အခဲဖြစ်တယ်ဆိုရင်တော့ကျေးဇူးပြုကျွန်တော်တို့ CV ကနေလာပြောပေးပေါ့နော်ဒါပေမဲ့ဒါ6လပိုင်းအတွက်ပဲဖြစ်မှာပေါ့နော်မာလာရှန်ကော ZC1 June ပေါ့လေ because ဒီနောက်လတွေမှာဖွင့်မဲ့ class တွေ like ZC1 July တို့ August တို့ဘာလို့ကျတော့အရင်လိုပဲကျွန်တော် class ရဲ့ sorry လရဲ့ပထမသတင်းပတ်ဒီမှာပဲဖွင့်တော့မှာပါအခုဆိုရင် ZC1 July ပေါ့နော်9လပိုင်းမှာဖွင့်မဲ့ ZC1 တို့တော့6လပိုင်း30ရက်နေ့ဖြစ်မဟုတ်ရင် July လ1ရက်နေ့ကိုကျွန်တော်ဖွင့်တော့ရှိပါတယ်အဲ့တော့learner တို့ကအခုဒီအင်္ဂလိပ်စာမာလာရှန်ကို 4 skills class လေနော်ဒါကအဲ့တော့ဒါကိုအပ်ချင်တယ်ဆိုရင်တော့အခုဒီ6လပိုင်းမှာဖွင့်မဲ့ class ကိုတော့အလိုမရတော့ဘူး because လူပြည့်သွားခဲ့ပြီးတော့အဲ့တော့ learner တို့စိတ်ဝင်စားလို့အပ်ချင်တယ်ဆိုရင်တော့9လပိုင်းကိုအလိုရတယ်ပြီးတော့အခု early bird promotion လည်းရှိသေးရဲ့ဗျာသူကဒီလ10ရက်နေ့အထိရမယ်ပေါ့နော်တနည်းအားဖြင့်အခုဒီ sorry ဒီလမဖြစ်ပါဘူးနောက်6လပိုင်းပေါ့လေဆိုတော့6လပိုင်း10ရက်နေ့အထိတနန်းအတက် learner တွေကိုဆိုရင်ကျွန်တော် early bird discount လေးပေးထားရှိရယ် percentage တွေပါတွေကျွန်တော် description မှာရေးထားရှိမယ် or ကျွန်တော် CV ကနေဆက်သွယ်မယ်ဆိုရင်ကျွန်တော် admin ကလည်းရှင်းပြပေးပါလိမ့်မယ်နောက်ထပ်သတင်းကောင်းကကျတော့ဒီ9လပိုင်းမှာစမယ်အင်္ဂလိပ်စာမာလာရှန်ကို ZC1 ပေါ့နော်သူတို့ scholarship ရှောက်လို့ရပါတယ် 50% scholarship ဖြစ်ပါတယ်ဒီ scholarship information တွေကိုတော့ကျွန်တော်အရင်ကလည်း video တင်ခဲ့ရရှိတယ် and ကျွန်တော်ဒီ video ရဲ့ comment ထဲမှာလည်း link တော့တစ်ချက်ချထားပေးအောင်မယ် and ဘယ်လိုရှောက်ရမယ်ဆိုတဲ့ကိစ္စလည်းအဲ့ video ထဲမှာပဲနားထောင်လို့ရတယ်ဒါပေမဲ့မေခွန်းနေတော့အဲ့ဒါမဟုတ်ဘူးကျွန်တော်မေခွန်းနေတော့အနေငယ်ပြောင်းလဲလိုက်မယ်ပေါ့နော်ဒီ video တင်ပြီးတိတ်မကြခင်မှာကျွန်တော် scholarship ရှောက်ဖို့အတွက် like ဘာစာရရမယ်ဆိုတာလေးတွေပေါ့နော်အဲ့လေးတွေတခါတည်းပြန်တင်ထားပြီးမယ်ဒါဆိုရင် scholarship လည်းရှောက်လို့ရတယ်10ရက်နေ့နောက်ဆုံးထားပြီးတော့ရှောက်မှာဖြစ်ပါတယ်6လပိုင်း10ရက်နေ့ပေါ့နော်20ရက်နေ့အတွင်းမှာတော့ကျွန်တော်တို့ winner တယောက်ကိုကြီးညာပေးနိုင်ဖို့တော့မျှော်လင့်နေပေါ့လေကဲအဲ့ဆိုရင်ဒီ video ကိုပြန်တစ်ချက်အနည်းချုပ်မယ်ဆိုရင်ပထမဆုံးကဒါစိတ်မကောင်းစွာနဲ့ learner တို့အသိပေးစရာပေါ့နော်6လပိုင်းမှာဖွင့်မဲ့မာလာရှန်ကိုအတွက်ဖွင့်မဲ့ရက်စွဲကအနည်းငယ်နောက်ကိုရောက်သွားတယ်အဲ့တော့တကယ်ကိုစိတ်မကောင်းပါဘူး23ရက်နေ့မှာစပါမယ် sorry for that အနေငယ်တော့စောင့်ပေးလိမ့်နော် and ဒုတိယတစ်ခုကျတော့9လပိုင်းမှာဖွင့်မယ်မာလာရှန်ကိုသူကတော့ပထမသတင်းပတ်ကနေကိုစဖွင့်ပါမယ်6လပိုင်း30ရက်နေ့ဖြစ်မဖြစ်ရင်တရက်နေ့ဒီဝင်ကျင့်မယ်ဖြစ်မှာပါကျွန်တော်တိကျရက်ဆွဲတော့ပြန်ကျင်ညာပြပါမယ်ဒါပေမဲ့ဒါဖြစ်နိုင်ချေအရှိဆုံးရက်ဆွဲပေါ့နော်တကယ်လို့ like 30ရက်နေ့ or 1ရက်နေ့မဖွင့်ဖြစ်ရင်တော့ဒုတိယသတင်းပတ်မှာတော့တိကျပေါက်ဖွင့်မှာဟုတ်တယ် scholarship ရှောက်လို့ရပါတယ်9လပိုင်းမှာဖွင့်မဲ့တန်းတန်းအတွက်ပေါ့နော် and သူ့လည်း10ရက်နေ့အထိနောက်ဆုံးထားပြီးတော့ရှောက်လို့ရမယ်ဘယ်လိုရှောက်မယ်ဆိုတဲ့ဟာလေးတွေတော့ဆရာပြီးကြမှာဆက်ပြီးတော့တင်ပေးမယ် and 9လပိုင်း class ကိုစိတ်ဝင်စားလို့တန်းတန်းအပ်ချင်တယ်ဆိုရင်လည်းဒါ10ရက်နေ့အထိပေါ့နော်early bird promotion လေးရှိသေးရဆိုတော့ဒါလေးလည်းမိုက်တာပေါ့နော် so that's it နောက်နေ့မှာနောက်ထပ် video နဲ့အတူပြန်ဆောင်တာပေါ့နော်